အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကိုအရင်ဆုံးကြည့်လိုက်အောင်ဗျာဒီဗီဒီယိုလေးမှာဆိုရင်9ရက်4လ2025ရက်နေ့ကဖြစ်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ပြရမှာပေါ့နော်အမျိုးသားလို့သူအမျိုးသမီးကိုရှိုင်းနေတယ်အိမ်တွင်ချမ်းဖတ်မှုပဲဖြစ်ပါတယ်ဒီလိုအိမ်တွင်ချမ်းဖတ်မှုမျိုးဟာအမှန်မှဆိုးဝါးလာပါတယ်အိမ်တွင်ချမ်းဖတ်မှုကဘယ်လိုမျိုးလဲဆိုရင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလိင်ပိုင်းဆိုင်ရာပြီးတော့စီးပွားရေးဆိုင်ရာတွေကိုထိခိုက်နေတာဖြစ်ပါတယ်ဒီအိမ်တွင်ချမ်းဖတ်မှုကဆိုရင်တော့အိမ်တော်ရှင်နှစ်ဦးအကြားမှာမကပဲနဲ့သူ့ရဲ့မိသားစုကလေးတွေပါနော်အကုန်လုံးကိုဒုက္ခရောက်စေမှာပဲဖြစ်ပါတယ်ဒီလိုအိမ်တွင်းကြမ်းဖက်မှုမှာဘလို့အကြောင်းပြချက်နဲ့မှာခွင့်လုပ်ပေးလို့မရပါဘူးကြမ်းဖက်မှုခံရတဲ့သူတွေအနေနဲ့လည်းဒီမျိုးမှာတည်ခံပြီးတော့မနေသင့်ပါဘူးเนาะကျွန်တော်တို့ချစ်ချင်းမေတ္တာဆိုတာနားလည်မှုတွေလေးစားမှုတွေယူဆိုင်မှုတွေနဲ့ပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်ချစ်ချင်းမေတ္တာရှိတဲ့ဆက်ဆံရေးမှာဒီလိုမျိုးချမ်းဖတ်မှုတွေဆိုတာလုံးဝရှိတင်မအောင်ဖြစ်လေမဖြစ်တင်မအောင်အိမ်တွင်အကြံဖတ်မှုဖြစ်ပါတယ်เนาะဒီဗီဒီယိုပါဒီလိုမျိုးအိမ်တွင်အကြံဖတ်မှုတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေလိုအပ်ရင်เนาะကျွန်တော်ပြောပြတဲ့ချက်တွေကိုလုပ်ဆောင်နိုင်ပါတယ်နံပါတ်1ယုံကြည်ရတဲ့သူတူကိုပြောပါကိုယုံကြည်ရတဲ့မိတ်ဆွေပေါ့เนาะတာစုတူကိုပြောပါနောက်တစ်ခုနံပါတ်2အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေကိုဆက်သွယ်ပါဥပမာအမျိုးသမီးတွေဆိုရင်အမျိုးသမီးရေးရအဖွဲ့ရှိတယ်เนาะဒီလိုမျိုးနောက်တစ်ခုကတော့နံပါတ်3ရှယ်စကန်ကိုတိုင်ပါเนาะအချောင်းကြပါဒီလိုမျိုးတွေလုပ်နိုင်ပါတယ်ဒီဗီဒီယိုမှာဆိုရင်ကိုချစ်လို့လက်တွဲထားတဲ့အမျိုးသမီးဗီဒီယိုမှာလည်းမကပါဘူးပေါ့နော်အပြင်မှာရောပဲဟိုချစ်လို့လက်တွဲထားတဲ့အမျိုးသမီးပေါ့ဒီလိုမျိုးကိုထိလက်ရောက်ကျွန်းလောင်းတာဟာအမှန်တမ်းယုံညံ့ပြီးတော့ရှက်စရာကောင်းလာပါတယ်ဘလို့အကြောင်းပြချက်တွေပဲရှိစိတ်ရေးထားပါတယောက်နဲ့တယောက်တိုင်တိုင်မင်းမင်းဆွေးနွေးညှိနှိုင်းပါတန်ဖိုးကြီးမှဆုံးကမေတ္တာပဲဖြစ်ပါတယ်တယောက်နဲ့တယောက်ချစ်ခင်နေကြပါဘလို့အကြောင်းပြချက်တွေပဲရှိဒီလိုမျိုးအကြမ်းဖက်မှုတွေကိုဟိုဟာရှုံချပါတယ်ဒါကြောင့်မလို့အိမ်တွင်းအကြမ်းဖက်မှုကင်းစင်တဲ့လူပေါင်းဖွဲ့စည်းဖြစ်အောင်လို့ဝိုင်းဝန်းကြိုးစားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုမှုအတွက်ကျေးဇူးထူးတင်ပါတယ်